နှစ်တက်လူတယောက်လာစလို့စီရောက်လာဆိုတာလာစလို့ကအရှင်းလင်းဆုံးတစ်ခုပါပြထားတယ်ဆိုတော့သူကအဲ့လိုလေးအကျင့်စိုးနေရယ်ငါအဲ့လိုလူမဖြတ်ရဘူးလို့ဒီကိုပြနေရယ်ဒါကကောင်းချိုးတစ်ပဲနောက်တစ်ချက်ကသူ့နဲ့ဘယ်လိုမှဒါလင်းတွားပေါင်းမလဲပေါင်းတဲ့နီးလန်းနေတွားပြန်စဉ်းစားတဲ့အချိန်မှာဒါလည်းတိုးတက်မှုပဲနောက်တစ်မျိုးတွေးခေါ်မှုပေါ့နော်နေမကြိုက်တဲ့လူတယောက်နဲ့ပြောဆိုရန်သူတယောက်ကိုသူ့ကိုတက်လိုက်တာကနေ့ရဲ့ skill ဒီတော်ရလို့ဆိုလိုတာမဟုတ်ဘယ်လိုမှဒါလင်းတော်ရလို့ခေါ်လို့ရလဲဆိုတာရန်သူကိုသူငယ်ချင်းအဖြစ်ပြောင်းနိုင်တာကလူတော်ပြောဆိုထုတ်ဖော်ပြချင်တာပြဿနာတိုင်းပြဿနာတိုင်းအစမပြေမှုတိုင်းကဒါကဘာအတွက်လဲဆိုတော့နေ့ကိုတိုးတက်စေချင်လို့ဒီလိုစစ်စင်လိုက်တာအဲ့လိုလေးယူဆလိုက်ခြင်းအဖြစ်ကပဲအရာမနေ့ကိုပိတ်ဆို့ထားလို့မရတားလို့မရနေကြီးထွားမှာပဲမြက်လိုပဲကြောက်တုံးကြီးကမြက်ပေါ်မှာချထားမြက်ကသူကြီးထွားလာမယ်အဲ့တော့သူဘယ်လိုလုပ်မှာထိုးဖောက်လို့မရတော့သူဘေးကနေလာမှာပေါ့ထွက်ပါပေါ့အဲ့လိုပဲနေအဲ့လိုလေးစိတ်ထားမွေးထားလို့ရှိရင်ပဲအရာမနေ့ကိုတားလို့မရနေကြီးထွားမှာအဲ့လိုထွက်လာနိုင်မှအလင်းရောင်ကိုတွေ့မှာမဟုတ်လို့ရှိရင်မြေကြီးအောက်မှာပဲမောင်မဲနေလိမ့်မယ် First step